ခေါင်းညွညွရွှေရောင်နေအောင်ကြီးအောက်မှာလိုင်းတွန်းလိုက်နေတဲ့စပါးကင်းကြီးရဲ့လက်ဟာလယ်သမားတယောက်အတွက်တော့ဘယ်ရွှေကုံရောင်ထုခဲမှုနဲ့မှမရှင်လိုက်တဲ့ပစ္စည်းတစ်မျိုးပါပဲဒီလိုမျိုးကျေးလက်ဒေသရဲ့တာယာမှုတွေကြားတယ်မှာပဲဥပကြီးနဲ့တူတာမောင်မင်းတို့ရဲ့ဇလန်လီကစတင်ခဲ့ပါတယ်မောင်မင်းဟာအသက်ရှိနဲ့ပြည်လီလူငယ်ပေါက်စတစ်ယောက်ဖြစ်တယ်သူ့မျက်လုံးထဲမှာတော့မျိုးပြရဲ့စူပါမားကတ်ကြီးတွေမီးဆုံးကျိုးတွေလူထုတမှုတွေကပိုပြီးဆွဲဆောင်မှုရှိနေပါတယ်ဒီလိုနဲ့သူ့အဖေစီသွားပြီးရဲရဲဝံ့ဝံ့ပြောလိုက်မိတယ်အဖေကျွန်တော်မျိုးကြီးကိုတွားခြင်းတယ်ဒီလိုမျိုးနေစင်လဲတဲ့မှာချွေးဆက်တွေကြာပြီးအလုပ်လုပ်ရမှာထက်မြို့မှာအလုပ်ကောင်းကောင်းရှာပြီးပျော်ပျော်ရွှင်ရွှင်နေခြင်းတယ်ဥပကြီးဟာခဏလေးတိတ်ဆိတ်နေပြီးမှပြုံးရည်ကဖြောလိုက်တယ်ဒါခေါင်းပါပြီဒါပေမဲ့မတွားခင်နောက်ဆုံးအချိန်အဖေနဲ့အတူတရားသေးစပါဆိုင်ကြည့်ပါစပားရိတ်ပြီးတဲ့အခါတားသွားခြင်းတည်းစီတွားလို့ရတယ်ဒါကအဖေစန္ဒာလေးပါသားမောင်မြင်လဲစိတ်မပါသလိုသဘောတူလိုက်ပါလေမိုးတွင်ကာလာရောက်တဲ့အခါမြေပြင်ချင်းမျိုးရှိချချင်းပြိုးထောင်ချင်းရွှေ့ဆိုင်ချင်းစတဲ့အဆင့်ဆင့်မှုဥပကြီးကတားဖြစ်သူကိုနီးနီးကပ်ကပ်လွတ်ခိုင်းပါတယ်လူရင်းနဲ့ဥပကြီးကစုံမစကားလေးတွေပြောပြပါတယ်ဒါဒီမြေကြီးကိုကြည့်ဒီမြေစီလွားကောင်းမှတီးနံတွေကထွက်ရှိမှလူဘဝကလည်းဒီလိုပဲမင်းရဲ့အနာဂတ်ကိုအုံမြင့်ခိုင်ခိုင်ချမှသာအောင်မြင်မှုဆိုတဲ့စိတ်သိမ်းခြင်းကိုရောက်မှာတခါတော့ကတော့မိုးကြီးနေတော့ရေတွေကုန်းမြင့်ပိုင်းကိုစီးဆင်းလာပြီးလေကွင်းထဲမှာရေတွေဝင်လာတော့မဲ့အချိန်ချစ်တယ်မောင်မြင့်ကစိုးရိမ်ပြီးအရှင်အဟုန်နဲ့မေးလိုက်မိတယ်အဖေရေဒီဝင်လာပြီးဘာလုပ်ရမှာလဲဒါစိုးရင်ပြီးအလင်းစလုံးမလုတ်နဲ့ဘဝမှာရေရှမ်းမဲ့အချိန်နဲ့အမြင်ရှိတယ်အရေးကြီးတာကရေကာတာကိုကျူတင်ကကွယ်ထားမှုနဲ့ရင်ဆိုင်တဲ့အခါအေးစစ်စစ်ဖြည့်ရှင်းနိုင်မှုပဲကဲမြောင်းတွေကိုငါတို့ကျူတင်ဖိုးထားတယ်မလားအခုဒီမြောင်းလေးတွေကိုဖွင့်ပေးလိုက်ရုံပါပဲနောက်တနေ့နေဘူးထဲမှာပေါင်းလိုက်နေရင်မောင်မြင့်ကမောပန်းနွမ်းနေတယ်ဥပကြီးကရေအေးအေးတစ်ခုယူလာပေးပြီးပြောတယ်တာချွေးရစချင်းကဒီနေ့မင်းစားရမယ်ထမင်းအိုးတွေပါဘယ်လို့မဆိုပင်ပင်ပန်းပန်းလို့မှအောင်မြင်မှုရတယ်ဒီနေ့မေးလို့နေရတဲ့အလုပ်ဟာမင်းအနာဂတ်အတွက်ရေးနီးမြုံနာနေတာနဲ့အတူတူပဲသားလက်ပေါင်းများစွာကြားမြင့်ပြီးတော့စပားကင်းတွေဟာရွှေရောင်အရှင်းတွေနဲ့လှိုင်းလွှိုင်းတောက်ပါနေပါပြီရိတ်သိမ်းချိန်ရောက်ပါပြီမောင်မင်းဟာသူ့ဘဝမှာပထမဆုံးအကြိမ်စပားရိတ်သိမ်းခြင်းကိုအတူတူလုပ်ရင်းကြီးမားတဲ့ပီတိထွန်းမိပါတယ်စပားတွေအားလုံးကိုရိတ်သိမ်းပြီးတဲ့အခါဥပကြီးကတားထက်သူကိုလက်ကွဲအလယ်မှာထိုင်ခိုင်းပြီးနောက်ဆုံးစကားပြောပါတယ်တာအဖေဆုံးမစကားကိုနားထောင်ပါတဲ့ကြိုတင်ပြင်ဆင်မှုဟာအောင်မြင်မှုရဲ့အခြေခံပါပဲမျိုးစေ့ကနေစပားအောင်တဲ့အထိစနစ်တကျစောင့်ရှောက်ရသလိုဘဝမှာလည်းအနာဂတ်အတွက်အခြေခံခိုင်ခိုင်ထားဖို့လိုပါတယ်ညစ်တီးခံမှုရှိနေဖို့လိုပါတယ်စပားဆိုင်တဲ့အခါချက်ချင်းမရရသလိုဘဝမှာလည်းတီးခံဆောင်ဆိုင်ရတဲ့အချိန်တွေရှိပါတယ်၃တဘာဝနဲ့အတူရှောင်းလန်းပါမိုးကောင်ရင်ရေသွင်းမိုးများရင်ရေထုတ်ဘဝမှာလည်းအခက်အခဲတွေကိုရှောင်လွဲမနေပဲညံနဲ့ရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်၄ချွေးတစ်စက်ချင်းမှာဂုံရှိပါတယ်ကိုလက်နဲ့ကိုရှာတဲ့သမင်းဟာဘယ်တော့မှရှက်ဖို့မကောင်းဘူးသားငါမြေကြီးဟာမိခင်နဲ့တူတယ်သူ့ကိုချစ်ချစ်ခင်ခင်ပြုစုမှသူကပြင်ကျွေးမွေးမှာပါကျေးလက်ဆိုတာငါတို့ရဲ့ဇာတိငါတို့ရဲ့အနှစ်ပါသားဒီစကားတွေကိုနားထောင်ရင်မောင်မြင့်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝိုက်လာပါတယ်သူနားလဲသွားတာကသူ့အဖေမှာငွေကြေးချမ်းသာမှုမရှိပေမဲ့ဘဝကိုနက်နက်နဲနဲနားလဲသဘောပေါက်ထားတဲ့ဉာဏ်ပညာတွေအပြည့်ရှိနေတဲ့ဆိုပါပဲအဖေကျွန်တော်မြို့မသွားတော့ဘူးကျွန်တော်ဒီမှာပဲနေပြီးအဖေနဲ့အတူလဲလို့မယ်ဒီလိုအဖိုးမဖြစ်နိုင်တဲ့စုံမစကားတွေကိုတင်ပေးတဲ့အဖေစီမှာပဲကျွန်တော်ကျေးဇူးတင်စွာနဲ့နေချင်ပါတယ်ဥပကြီးဟာတားရဲ့ပခုံးကိုတီငိန်စွာနဲ့ပွေဖတ်လိုက်ပါတယ်နေဝင်းကြီးနီးနီးကြီးလက်ကွင်းပြင်ကြီးဟာရွှေရောင်ရီနဲ့ဝင်းပြက်နေပါတော့တယ်